အနေထားတခုမှာတကယ်ကိုသားနေရဆိုတော့မင်းတို့လင်းရှင်းမလားငါတို့နဲ့လောဘတ်တဲမှာလာပြီးဆိုင်မလားဆိုတဲ့အနေထားကိုကျွန်တော်တင်းမြစ်မှာပြန်ပြီးမေးနေရတယ်လို့ပြောလို့ရတယ်ပြီးတော့လေကျွန်တော် Onyx ကအင်ဒိုတင်းမဟုတ်ပဲနဲ့ YG အင်ဒိုတင်းဖြစ်နေတယ်ထင်တယ်ဗျာတော်တော်လေးကိုဒီပွဲမှာကိုယ်ကတော်တော်လေးကိုဖြစ်နေတယ်နော်ဒီပွဲကတော့မြူးတဲ့လူတွေကနိုင်ဝိုင်းတော့မြူးကြမှာနော်အများကြီးပဲတိတ်ကြိုသိနေတယ် မြူးမှာအုပ်လိုက်ကြီး မြူးမဲ့လူတွေအများကြီးရှိတယ်ကိုပြေးဖမ်းတာမရောတော့ response ကမြန်ပဲဗျလက်သွေးနေနဲ့ LD မရှိတော့ကျွန်တော်ဘက်ရင်ကလည်း LD ပေးလိုက်တယ်ဒါပေမဲ့ torrent form ဗျကျွန်တော်ပြန်ပြီးတော့စောင့်မယ်ဆိုတော့ second 20ဝန်းကျင်လောက်တော့ပြန်ပြီးတော့စောင့်မှတော့ရမယ်တော့ဒီမှာ Skyline အနေနဲ့ကလည်း online မှာရှိနေတဲ့ Creo တော့သွားပြီးတော့စားမယ်ဗျဒီအောင် information အနေနဲ့ YG ရတယ်ဆိုတော့ Lord Dance ရဲ့ YG စပြီးတော့လုပ်နေခံအနေနဲ့လာပြီးပူပေါင်းတာဆိုတော့ 5v5 saturation battle တခုစပြီဗျအဲ့ဒါပဲလင်းပြီးပြီးတော့ဝင်လာခဲ့ပြီပြေးစတန်ထားပြီးတဲ့ key point လေးကိုနောက်မှ stick damage တွေကြားမှာခိုင်ဝီလေးနဲ့မြင်းတော့ခေါ်လိုက်ပြီ damage ban ဖို့အတွက်ပြန်ကြိုးစားတယ်ဆိုပေမဲ့ law reset ပြန်လုပ်ထားရင်ပဲတင်းမြမှာလုံးဝပါပါနဲ့လေးနဲ့ပဲခိုင်ရဲ့ edge timing လေးကိုပြန်တော့ဖြတ်ထားပြီးလူပြေးဝင်တာ key point AOG ပြန်ပြပေးရဆိုဆွဲတွေအားလုံးကလွဲသွားရင်ပဲ law but တင်းမြမှာပြန်တော့ hand damage တွေကြားမှာခိုင်ပြီးတော်တော်လေးသွေးခိုင်းနေရဆိုပေမဲ့လူပြေးစန်တွေကြားမှာ hand ပြန်တော့သွားတယ်ဆိုပေမဲ့ stick damage လေးဝင်ရတယ်ကြီးဝိုက်ထိုးရတယ်ဒီပိုက်ပြီးတော့ skylar damage တွေကြားမှာ skylar တေဆုံးသွားရင်ပဲဒီ law ဟာတင်းမြမှာတော့ဖြစ်ဖို့တော့ရာခိုင်နှုန်းများနေပါသေးတယ်တိုးတော့ hand ပြန် down သွားတဲ့နေတာတခုမှတော့ကျွန်တော်တို့မှာ retribution ပေးမဲ့သူတော့မရှိပါဘူး retribution ခဏတော့ပြန်ပြီးတော့စောင့်အောင်ဗျာခိုင်ရီနေနဲ့ကလည်းဒီချိန်မှာကင်းမဲ့ဆိုတော့မလွယ်ဘူးကျွန်တော်အာမဒန်မန်ရှော့ပေါ့ဗျာကျွန်တော်တို့ဘက်မှာ4ယောက်ရှိတယ်သူတို့ဘက်မှာ3ယောက်ရှိတယ်ဗျာဘယ်တော့မလွယ်ဘူးဒီချိန်မှာလီနာနေနဲ့ကမစ်ကိုလုံးဝတောင်းဝင်ယူပြီးတော့ဖြည့်ရှင်းထားသေးတယ်တာဝါပိုင်းမှာလည်းပြန်ကြည့်ရင်ကျွန်တော်တို့ဘက်ကပို့ပြီးတော့တာနေရဲဆိုရဲအခြေအနေတိုင်းတာပဲဗျာခုနအခြေအနေမှာကျွန်တော်ရင်းဝင်ထိုးသွားတဲ့ထိုးချက်တွေကတော်တော်လေးကိုကောင်းတယ်အင်ဒိုလက်သီးထက်မြန်မာလက်သီးဘယ်လောက်ပြင်းလဲဆိုတဲ့အရာတခုကိုပြသနေတဲ့ပွဲစဉ်တစ်ပွဲဗျာလက်ပြီးပြန်ပြီးတော့ stand နေနာပြီဒီမှာ damage ထပ်ပြီးတော့ပေးနေပြီပြီးတော့ထိတ်ရလိုက်ပြန်ပြီဗျာ stay နောက်မှလည်း damage တွေရှိနေတယ်လို့ဒီပတ်တက်မှာလည်း hand ထပ်ပြီးတော့ပါနေပြီဆိုတော့ဒီ law ဟာတင်းမြမှာတော့ဖြစ်သွားဖို့ရာခိုင်နှုန်းတကယ်ကိုများနေခဲ့ပါပြီနောက်မှလည်း network 2K ကျော်အသာစီးနဲ့တူဆက်လက်ပြီးတော့ပဲဥဆောင်ထားနိုင်ခဲ့ပြီဆိုတော့ law retribution ထိရလိုက်မယ်ဆိုရင်တော့နောက်ပိုင်း mega lane တွေတူပါထပ်မပြီး pressure ပေးနိုင်တော့မလားထက်ကြည့်ရမယ်ဒါပေမဲ့ law sense damage တွေကြားထဲမှာ hand နဲ့ retribution ထိရလိုက်ရင်ပဲ key boy KO ပါထိယူဖို့တော့ကြိုးစားနေပါလေအဲ့ဒါရင်းနေ strike damage ထပ်ပြီးတော့ key boy ဒီဆုံးသွားခဲ့တယ်ခိုင်ပြီးပြန်ဝင်ဖို့တော့ကြိုးစားနေဆိုပေမဲ့ damage ကဘလုံးမပေးနိုင်တဲ့နောက်မှာခိုင်ပြီးမြင်းကြီးစီးပြီးပြန်ပြီးပေးလိုက်ရပြီဗျာကဲဆိုတော့မြင်းစီးပြီးတော့ကျွန်တော်လှုပ်ချင်တာတစ်ခုရှိရဆိုရင်တော့ရှင်တောင်းလောက်ပဲလှည့်လို့ရမယ်เนาะကျွန်တော်တို့ဒါ YG နဲ့ကတော့ရှင်ချဖို့ကမြင်းလောင်းနဲ့တော့မလွယ်ဘူးခိုင်ရီเนาะအဲ့တော့လောလောဆယ်မှာကျွန်တော်တို့ကောင်စီးမရဘူးအဲ့တော့လောလောဆယ်မှာကျွန်တော်ခုနပြောသလိုမျိုးပဲမနေ့ကကျတော့ဒီဘလင်းက haircut ကြီးယူပြီးအတိတ်လိုက်တီးပြနေတယ်ဒီနေ့ကျတော့လေ Valentina ကြီးထုတ်ပြီးတော့သိရမလားရင်းက EHP မှာလှုပ်ချင်နိုင်လုံးနေတယ်လို့ခံစားရတဲ့အနေအထားတစ်ခုမှာတော့တော်တော်လေးတော့ကျွန်တော်တို့ YG ဒီနေ့ပွဲကိုနိုင်ဖို့အတွက်ကလည်းတော်တော်လေး chance တွေများနေတယ်လို့တော်ရက်လည်းတက်လာပြီဗျအဲ့တော့ဒီလောနဲ့ network gap ပြ4000လောက်တာနေတယ်ပြီးတော့ကျွန်တော်တို့ဒါလုံးဝValentina ပြည်ဒီဘက်က magic damage ပေးဖို့ cloud damage တွေကလုံလောက်နေတဲ့အနေအထားတစ်ခုမှာတစ်ဖက်ကနေပြီးတော့ high ground defense မှုရကျွန်တော်ရှင်းမှာပြောခဲ့သလိုပဲ Fasa air strike တွေပါတော့ရှိရဆိုပေမဲ့ position ကိုရအောင်ဖြတ်နိုင်ခဲ့မယ်ဆို YG အနေနဲ့တော့ဒီနေရာမှာသူတို့ဒါ mega